တခါတော့ဒီတန်းကြီးမတကောင်နဲ့ဒီတန်းမိသားစုပေါ်လေးเนาะအဲ့ဒီမိသားစုဟာဘီမင်းမြတ်တပားရဲ့အိယာဂရင်ပေါ်မှာသူတို့ကအစင်ပြေးလို့ဘယ်လိုပြေးလဲဆိုတော့ဒီဂရင်ပေါ်မှာဒီတန်းကြီးမဟာသူ့ရဲ့မိသားစုနဲ့တေးသေးချာချာနေပြီးတော့မှဘီမင်းမြတ်ရဲ့သွေးပေါ့ဘီမင်းမြတ်သွေးဆိုတာမဟာစီမဟာသွေးဖြစ်တဲ့အတွက်အစီအနစ်တွေကြီးပဲဟဟလားအဲ့တော့နေတိုင်းကြိုက်ခဲပြီးတော့တောက်သုံးပြီးတော့သူတို့အစင်ပြေးလို့အဲ့ဒီဂရင်ပေါ်မှာပေါ့နော်အဲ့တော့တနေ့ကျတော့အဲ့ဒီဘယင်မင်းမြတ်ရဲ့အိယာဂရင်ပေါ်နောက်ထပ်တန်းတစ်ကောင်ပေါ်လေဧည့်သည်တန်းတစ်ကောင်ထပ်ရောက်လာအတန်းကြီးမသူတို့သွားတွေ့တန်းကြီးမတို့မိသားစုသူကသွားတွေ့တဲ့အခါအဲ့ဒီတန်းဧည့်သည်ကိုမေးတယ်တန်းကြီးမဘာလာလောက်တာလဲဟာဒါကဘယင်မင်းမြတ်ရဲ့ဂရင်လေးကျုပ်လည်းပဲဘယင်မင်းမြတ်ရဲ့မဟာစီမဟာသွေးကိုတောက်သုံးနေတာပေါ့ခင်ဗျားတို့ကြီးပဲလဝကြီးအုပ်ထားလို့ရမလားကျုပ်ကလူပေါင်းများစွာရဲ့သွေးကိုကျုပ်တို့တောက်ခဲ့ဘူးတယ်တထေးတွေရဲ့သွေးတွေလည်းတောက်ဘူးတယ်စစ်သူကြီးရဲ့သွေးလည်းတောက်ဘူးတယ်အရသားတွေလည်းသွေးတွေတောက်ဖူးတယ်အခုကဘယင်မင်းမြတ်ရဲ့သွေးဖြစ်တဲ့အတွက်အလွန်ရတာရှိမှာပဲခင်ဗျားတို့မိသားစုတို့ဆိုတဲ့လဝကြီးအုပ်ထားလို့မရဘူးအရေးတဲ့ခရိုနီတန်းနဲ့လာတွေ့နေဟဲ့လားဆိုတော့တန်းကြီးမအေးဟုတ်ပြီနင်းဒီမှာနေမယ်ဆိုရင်တေးသေးချာချာစီကန်းတွေကိုလိုက်နာပြီးတော့မှဘယင်မင်းမြတ်ရဲ့သွေးကိုကြိုက်ခဲတောက်သုံးဖို့လိုတယ်ကြိုက်ချင်တိုင်းကြိုက်လို့ရငါတို့အားလုံးဘုံပြောက်သွားလိမ့်ဘယ်လိုလုပ်ရမှာလဲအေးတေချာမှတ်ထားဘယင်မင်းမြတ်တောက်စားမူးရစ်နေတဲ့အချိန်ဘယင်မင်းမြတ်အရက်တွေပါနေနဲ့မူးပြီးတော့နေတဲ့အချိန်ကြမှာခြေချောင်းနေနော်လက်ချောင်းနေအထူးသဖြင့်ခြေချောင်းကြားတွေပေါ့ဟာအဲ့ဒီနေရာတွေကိုကြိုက်ခဲရအဲ့ဒီနေရာလွတ်လွတ်တခြားအချိန်တခြားနေရာတွေမှာသွားကြိုက်လို့မရဘူးနော်အသေးချာမှာထားတယ်အဲ့တော့ဟိုတန်းဧည့်သည်ကလည်းတိတ်တော့ဂယူးမဆိုင်ဘူးဟုတ်ကဲ့ပေါ့နော်ပြောတယ်အဲ့လိုနဲ့ဖြစ်ချင်တော့တန်းဧည့်သည်ကသူကကြိုက်ချင်တဲ့အချိန်ကြိုက်တာကြိုက်ချင်တဲ့အချိန်ကြိုက်တဲ့အခါကြာလာတော့ဒါအချင်းနေမကောင်းတော့ဘာဖြစ်လို့လဲဆိုတော့တန်းကြီးမှသိတယ်ဒါဘီရင်မင်းမြတ်ကအဲ့ရပေါ်မှာတန်းရှိတယ်ဆိုတာသိသွားရင်တန်းရှိလောက်ခိုင်းသူတို့ဘုံပြောက်ပါလေခုနကမူးရစ်နေတဲ့အချိန်ဘီရင်မင်းမြတ်တော့အရက်သေးစာတောက်စားမူးရစ်နေတဲ့အချိန်6ရောက်ကြားလောက်ကိုကြိုက်တာဘီရင်မင်းမြတ်ကဘာဖြစ်လဲသတိမထားမိဘူးအော်တွေ့လားသွေးဆုပ်တာလည်းပဲနော်တန်းမှာလည်းပဲမဟာဗျူဟာရှိဒါမှဟိုကောင်ကြိုက်ချင်တိုင်းကြိုက်နေတော့ကြာရင်ငါတို့ဘုံပြောက်တော့မယ်ဆိုမဖြစ်တော့ဘူးအဲ့ဒါနဲ့တန်းကြီးမှတော့ညံနီညံနဲ့ထုတ်တယ်ညံနီညံနဲ့ဆိုတာလူမှာပဲရှိတာမဟုတ်ကျွန်တော်တို့ကညံကူတော်အောင်ဆိုရနော်ညံနီညံနဲ့တဲ့တော့တန်းမှာလည်းညံနီညံနဲ့ရှိဆိုတော့ညံနီညံနဲ့တော့အကြံထုတ်ဟုတ်ပြီဒီညတော့ဒီကောင်ကိုရှင်းလင်းမှဖြစ်မှာဆိုညရောက်တဲ့အချိန်မှာဘယင်မင်းမြတ်ဆက်တော်ခေါ်နေတဲ့အချိန်မှာတန်းကြီးမှသူ့မိသားစုတော့ဟိုဘက်ဘေးလို့ရပေါ့နော်ဂရင်ရဲ့ဒေါင်စွန်းတွေဟိုချောင်းချောင်းကြားတို့အရင်ပို့ပြီးတော့မှဘာလုပ်လဲဆိုတော့ဟိုကောင်လည်းပဲဟိုတန်းကိုကြည့်ဟိုတန်းကလည်းပဲသူကြိုက်ဖို့ပြင်နေတဲ့အချိန်သူထက်ဥအောင်လို့ဘယင်မင်းမြတ်ကြောဘယင်မင်းမြတ်အိဆာအချိန်ပေါ့အိဆာအချိန်ဆိုအိတ်မပြောသေးဘူးအဲ့ဒီအိဆာအချိန်မှာဘယင်မင်းမြတ်ကြောတန်းကြီးမှပြင်းထန်တခါလေကိုက်ပလိုက်တဲ့အခါမှာဘယင်မင်းမြတ်ကြောမီးစားနဲ့ထိုးတယ်လို့ပူသွားတာဟာဘယင်မင်းမြတ်ထခုံတယ်တဲ့အိပ်ပန်းဆောင်တွေလာစမ်းဘယ်လိုဖြစ်တာလဲငါဂရင်ပေါ်မှာဘာတွေရှိနေတာလဲတန်းနေကြဘိုးတွေများရှိတာအခုချက်ချင်းရှာအဲ့ဒီမှာတန်းကြီးမှပြေးသူ့မိသားစုနဲ့ဟိုလွတ်ရကြွအောင်ကုတ်ဟိုကောင်ကတော့ဂရင်ပေါ်မှာကာယပဲအဲ့တော့သိတဲ့အတိုင်းပဲအိပ်ဖန်ဆောင်တွေကဖယ်ပြီးတော့သူ့ကိုတုတ်တင်မလိုက်တာပေါ့အဲ့ဒီခါမှာတန်းကြီးမှမိသားစုကနောက်ရမှာအေးစစ်စစ်ပဲဘေးမင်းမြတ်ရဲ့သူတို့အရင်ပုံစံအရင်မဟာဗျူဟာနီးဗျူဟာပဲတောက်သုံးလို့ရတယ်အဲ့လောကကြီးမှာလည်းကျွန်တော်တို့ကဒီပုံမြင်နည်းလိုပဲကျွန်တော်တို့တွေဟာဘယ်ရောက်မဆိုမဟာဗျူဟာနီးဗျူဟာအရေးကြီးတယ်စီးပွားရေးမှာဆိုတော့ strategy ဆိုတာမဟာဗျူဟာပေါ့ tactics ဆိုတာကျွန်တော်တို့ကနီးဗျူဟာဘယ်လို့ကိုပဲလှုပ်ကျွန်တော်တို့ဟာသူ့ရဲ့ပေးထားချက်တွေရှိအဲဒီပေးထားချက်တွေနဲ့ကိုက်ညီစွာကျွန်တော်တို့ကဆောင်ရွက်နိုင်မှုလို့တယ်အဲ့တော့ကျွန်တော်တို့ဒါကိုကိုယ့်ရဲ့လုပ်ငန်းမှာကြတော့ကျွန်တော်တို့က management လို့ခေါ်တဲ့စီမံခန့်ခွဲမှုရယ် leadership လို့ခေါ်တဲ့ဦးဆောင်မှုရယ်ဒီနှစ်ခုကအရေးကြီးတယ်ခုနလိုပေါ့ဘယေမင်းမြတ်ရဲ့သွေးကိုပုံမှန်အတိုင်းပဲနော်ဘယေမင်းမြတ်တောက်စားမှုရနေတဲ့အချိန်မှာအေးစစ်စစ်သူတတိသိမ့်မရှိတဲ့အချိန်မှာသူ့သွေးကိုတောက်သုံးခြင်းဒီ management ဒါပြေလည်အောင်ဆောင်ရွက်တာခုနတန်းကြီးမှာသူ့လုပ်ငန်းစဉ်ကိုပြေလည်အောင်ဆောင်ရွက်တယ်ဒါပေမဲ့တစ်ခါတလေမှာunexpected conditions ကိုမမျှော်လင့်ထားတဲ့အခြေအနေတွေပေါ်လာတတ်တယ် competitors တွေလည်းလာတယ်ခုနပြောသူတွေတန်းတကောင်ရောက်လာတာဟာအဲ့ဒါ competitors ဆိုလည်းပြောလို့ရတယ်ဒါပေမဲ့အဲ့ဒါကိုကျင်းဝင်းတဲ့အညီအရင်ဖြည့်ရှင်းတယ်ပေါ့လေသူကဒါဖြည့်ရှင်းလို့မရဘူးသူကကျင်းဝင်းနဲ့မညီဘူးဈေးကွက်မှာကျင်းဝင်းနဲ့မညီဘဲနဲ့ဝိသမလောဘနဲ့လုတ်တဲ့အခါမှာသူတယောက်တည်းထိခိုက်တာမဟုတ်အခြားလုပ်ငန်းတွေပါထိခိုက်တယ်အဲ့တော့တန်းကြီးမှကြည့်နေလို့မရတော့အဲ့တော့ဘာလို့လဲမဟာဗျူဟာမြောက်တုံ့ပြန်ရတယ် strategic မဟာဗျူဟာမြောက်တုံ့ပြန်ရတယ်အဲ့ဒါလို့တုံ့ပြန်တဲ့အခါမှာလဲကိုကမှန်ကန်တဲ့နီလန်းတွေနဲ့ရန်သူကိုထိရောက်တုံ့ပြန်နိုင်မှုလို့တရားတဲ့သူနဲ့မတရားတဲ့သူရှင်လာတဲ့အချိန်မှာတရားတဲ့သူကမတရားတဲ့သူရှုံးရတယ်ဆိုတာမဖြစ်သင့်ဘူးဒါကြောင့်မှန်ကန်တဲ့မဟာဗျူဟာတုံ့ပြန်မှုကလည်းအရေးကြီးအဲ့ဒါကိုကျွန်တော်တို့က leadership လို့ခေါ်တယ် leadership ဆိုတာကျွန်တော်တို့ကဦးဆောင်တယ်အဲ့ manager လို့ပြောရင်ပြေလည်အောင်ဆောင်ရွက်နိုင်ရမယ် leader ခေါင်းဆောင်ဆိုရင်တိုးတက်အောင်ဆောင်ရွက်နိုင်ရမယ်
ဒီနှစ်ချက်ကိုကျွန်တော်တို့ဒီပုံမြင်လေးကနေ lesson study ဖြစ်လေ့လာခဲ့ကြတာဖြစ်ပါတယ်ဒါကြောင့်လူချင်းတို့လည်းလူချင်းတို့လုပ်ငန်းအသီးသီးမှာစီမံခန့်ခွဲမှုဥဆောင်မှုတွေကိုစနစ်တကျဆောင်ရွက်ပြီးတော့မှအောင်မြင်အောင်ဆောင်ရွက်နိုင်ကြဖို့အတွက်ချစ်ခင်စွာတိုက်တွန်းလိုက်ပါတယ်သင်တန်းတက်ချင်တဲ့သူတွေအတွက်သင်တန်းအကြောင်းလည်းကျွန်တော်ပြောပါမယ်ပြီးရင်စာအုပ်လက်ဆောင်လည်းကျွန်တော်ပေးမှာဖြစ်ပါတယ်သင်တန်းတက်ချင်တဲ့သူတွေကတော့ကျွန်တော်တစ်လကိုသင်တန်းတစ်မျိုးပဲဖွင့်ပါတယ်အခု10လပိုင်းမှာဖွင့်မှာကတော့ခုနကျွန်တော်တို့ management နဲ့ leadership ကိုစိတ်ဝင်စားတဲ့သူတွေအတွက်ကျွန်တော်ရဲ့စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာအခြေခံသင်တန်းတစ်ခုဖြစ်တဲ့ Certificate in General Business Management သင်တန်းဖြစ်ပါတယ်စီမံခန့်ခွဲမှုပညာကိုစိတ်ဝင်စားတဲ့မြည်သူမဆိုတက်ရောက်နိုင်ပါတယ်မြန်မာလိုသင်ပေးမှာဖြစ်ပါတယ်မပြည့်အောင်သင်ပေးမယ်လက်တွေ့ပြန်သုံးနိုင်အောင်သင်ပေးမှာဖြစ်တယ်အဲ့တော့ဒီသင်တန်းဒီ Certificate in General Business Management စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာအခြေခံသင်တန်းလို့ဆိုတာနဲ့အညီစီးပွားရေးစီမံခန့်ခွဲမှုပညာရပ်တွေကလုပ်ငန်းတစ်ခုlevelလုပ်ကိုင်မှုအတွက်လိုအပ်တဲ့ management marketing HR operation စတဲ့ဘာသာရပ်တွေကို certificate level ကျွန်တော်တို့မိတ်ဆက်ပြီးတော့သင်ကြားပေးမှာဖြစ်ပါတယ်နောက်တစ်ခါစီမံခန့်ခွဲမှုအတွက်လိုအပ်တဲ့ခေါင်းဆောင်မှု leadership personal branding စကားစွမ်းရည် communication skill စတဲ့ဘာသာရပ်တွေကိုလည်းကျွန်တော်တို့ကဖြည့်ဆွတ်ပြီးတော့သင်ကြားပေးသွားမှာဖြစ်ပါတယ်တော့သင်တန်းသင်ကြားမဲ့ပုံစံကတော့ online သင်တန်းဒီသင်တန်းစတင်မဲ့ကျွန်တော် online သင်တန်းဒီ10လပိုင်း28ရက်နေ့စတင်မှာဖြစ်ပါတယ်သင်တန်းစတင်မဲ့10လပိုင်း28ရက်နေ့အင်္ဂါနေ့ကနေစတင်ပြီးတော့နေ့စဉ်ကျွန်တော်တို့က recorded video တွေကိုကျွန်တော်တို့ Facebook group ထဲမှာတင်ပေးမယ် Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းကျွန်တော်တို့ပြန်ပြီးတော့တင်ပေးမှာဖြစ်ပါတယ် live lecture ကိုတော့ကျွန်တော်တို့အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း Zoom ကနေ live လွှင့်ပြီးတော့သင်ကြားပေးမှာဖြစ်တယ်။တခါသင်3နာရီလောက်ကြာတယ်ကျွန်တော်တို့တဦးချင်းတွေ့ပြီးတော့လူချင်းတို့စိတ်ကြိုက်မေးခွန်းတွေမေးမြန်းနိုင်တာဖြစ်တယ်။အဲ့ဒီ Zoom ကိုမတက်ဖြစ်ရင်လည်းနောက်ရက်မှာ recorded video ကိုကျွန်တော်တို့ Facebook group ရော Telegram private channel မှာရောပြန်တင်ထားပေးမှာဖြစ်ပါတယ်။တနင်္ဂနွေလာတလပြီးသွားလို့ assignment ဆောင်ရွက်ရင် certificate ကို email ကနေပေးပို့ပေးမှာဖြစ်ပါတယ်။အပြင်လူတွေတက်ချင်တဲ့သူတွေကတော့17လပိုင်းကိုရောက်သွားမယ်။သူက17လပိုင်းကျွန်တော်တို့ဒီ1ရက်နေ့နဲ့2ရက်နေ့စနေနေ့2ရက်မှာမနက်10:00နာရီကနေညနေ6:00နာရီထိရန်ကုန်မြို့တော်ဝင်စင်တာ3လမှာရှိတဲ့ကျွန်တော်တို့ ML သင်တန်းကျောင်းမှာကျွန်တော်နဲ့2ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရောက်အောင်မှာဖြစ်ပါ